はい、皆さん、こんにちは。ケントモノテテムです。今回はカードについてシェアさせていただきます。Let me share in Burmese. AutoCAD အသုံးပြုတဲ့သူတွေအနေနဲ့ model space ထဲမှာစိတ်ကြိုက် model တွေကိုဆွဲပြီးတဲ့အချိန် print ထုတ်ခါနီးစာရွက်ထုတ်ခါနီး layout ထဲကိုရောက်သွားတဲ့အချိန်မှာပေါ့နော်ဒီ paper space နဲ့အလုပ်လုပ်ရတဲ့အခါ title တွေ zoom ခုတွေကို model တွေမှာသွားမပြင်တော့ဘဲနဲ့ paper space ထဲမှာပဲအလွယ်တကူပြင်ချင်တဲ့အချိန်မျိုးမှဆိုလို့ရှိရင်ဒီ layout ထဲမှာပေါ့နော်title block တွေဖန်တီးထားဖို့လိုတယ်ပေါ့နော်အဲ့လို title block တွေဖန်တီးတဲ့အခါမှာလည်းအချိန်ချင်းအစအဆုံးဖန်တီးစရာမလိုဘဲနဲ့ဒီ title block ရှိပြီးသား file ကနေပြီးတော့မှတခြားတစ် file ကိုကူးတဲ့အချိန်မှာပေါ့နော်လွယ်ကူလင်းမြန်စွာအသုံးဝင်မဲ့ tips လေး3ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။1 paper space တွေက element တွေကို AutoCAD တစ် file ကနေတစ် file ဘယ်လိုကူးကြမလဲ။2 paper နဲ့ title block ကိုတစ်ထပ်ထဲကြအောင်လုပ်မယ်။3 align space command ကိုသုံးပြီးတော့မှ model ကို paper ထဲမှာ fit ဖြစ်စေမယ်။ Let's start အခု paper space လေးကိုရောက်နေပေါ့နော် paper cooker လေးကိုရောက်နေတယ် paper cooker ထဲမှာ element ဘယ်နှခုရှိလဲဆိုတာကို select မှတ်ကြည့်ကြည့်မယ်။စုဝေးတဲ့ဆန် view ပို့တူတစ်ခု zoom ခု title block လေးတစ်ခု multi text နဲ့တက်ထားတဲ့ title လေးတစ်ခုဒီ3ခုကိုတခြားတစ် file မှာကူးသွားပါမယ်ဒီဘက် file က ASAN နဲ့ succeed လုပ်ထားတယ်ဆိုတော့ဒီဘက် file ကိုလည်း page လေးကိုအရင်ဆုံး state လုပ်လိုက်မယ်ပေါ့နော် page state ခန်းလီရှုစေးရနေလောလောဆယ် PDF ASAN layout တို့ Zeno Photosano ချက်ခုတို့ OU ကိုပြီးရင် OK နဲ့ထိုးကြည့်တို့ဆိုရင် page setup complete ဒီ paper cooker နဲ့မှာဒီဘက် file က view board တူလေးတစ်ခုပဲရှိနေပေါ့နော်ဟိုဘက် file ကနေကူးလာမဲ့3မျိုးထဲမှာ view board တူရောပါလာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိ view board တူလေးကို delete key နဲ့ဖြတ်ထားလိုက်မယ်သုံးချင်လဲရရနော်ကိုလိုချင်တဲ့ element တွေရှိတဲ့ file ကိုပြန်သွားကိုကူးချင်တဲ့ element စုပဲတဲ့3ခုရှိပြီ select ဝင်ပြီဆိုလို့ရှိရင် right click clipboard ထဲကိုဝင်ပြီးရင် keep and copy ကိုရွေး copy paste keep and ရှိတဲ့လို့ပြောတဲ့အတွက်ကြောင့်မလို့ paste file ကိုပေးလိုက်မယ် paste file ပေးပြီဆိုလို့ရှိရင်ကိုတကူးချင်တဲ့ file ကိုသွား right click ပြန်နှိပ် clipboard ထဲကိုပြန်ဝင်ပြီးရင် hard disk paste ကိုနှိပ်ဆိုရင် so new turn အိုရှိတဲ့ဆိုပြီးတော့မှ insertion point ကိုတောင်းပြီးဒါပေမဲ့ဒီမှာ snap pool တွေ on ထားပြီးမယ်လေသူက point ကိုမဖမ်းပေးဘူးဆိုရင်အဆင်ပြေတဲ့နေရာမှာ click ချလိုက်မယ်ဆိုရင်ကိုတည်လာတဲ့ title block နဲ့ paper ကတစ်ထပ်လေးမကြဘူးဆိုရင်တစ်ထပ်လေးကြားခြင်းတဲ့အချိန်မှာ print button ကိုနှိပ်ချလိုက်တယ် insert ထိုင် show တွေက window ကိုရွေးလိုက်မယ်ထုတ်ချင်တဲ့ hand e ကို side show の corner ရှိသိလို့ပြောတာဖြစ်တဲ့အတွက် first corner ပြီးမယ်ပြီးရင် second corner ပြီးချလိုက်မယ်ဒီကဒီနေရာမှာ insert の choosing ဆိုတဲ့ center ကို check လုပ်ပေးလိုက်မယ်ဆိုလို့ရှိရင် preview တစ်ချက်ကြည့်မယ် okay လိုချင်တဲ့ပုံရတယ် escape နဲ့ ထွက်လောလောဆယ် cancel ဆိုရင် number 2 complete ဆိုရင်3စပါမယ် model တွေကပုံလေးကိုဒီကိုကူးထားပြီးတဲ့စာရွက်လေးရဲ့အလေးတွေမှာထည့်ချင်တာပါ paper space ကနေ model cooker ကိုသွားမယ် model cooker မှာဒီမှာ lock ခတ်ထားတယ်ဆိုလို့ရှိရင်ဒီ model တွေက space ကကစားလို့ရမှာမဟုတ်ဘူးကွာအဲ့ဆိုတော့ model cooker နဲ့ရောက်ပြီဆို lock ကိုတစ်ချက်ဖြုတ်ကစားကြည့်လိုက်ရင် view ပို့တူလေးပါလာတာဖြစ်တဲ့အတွက်ကြောင့်ကိုဆွဲထားတဲ့ပုံလေးအကုန်ဝင်လာမယ်တဲဝန်ဒီတစ်ခေါက်မှာဒီပုံလေးကိုလေဒီစာရွက်နဲ့တစ်ထပ်လေးဖြစ်ချင်တယ်ပေါ့နော်ကိုက်ညီချင်တယ် align လုပ်ချင်တယ်ဆိုလို့ရှိရင်မှာ align space ဆိုတဲ့ comment လေးကိုသုံးသွားမယ်ရိုက်လိုက်မယ်နော် A L I G N S မှာဆို align space ဆိုတာဒီပေါ်လာပြီဒီကောင်လေးတစ်ချက်နဲ့ first alignment point in model space ဆိုရင် model ထဲမှာလည်းပုံကို ASAN လေးနဲ့ချိန်ပြီးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်ဒီတောင်းကိုပေးချင်လဲရတယ်ဒီဘက်တောင်းကိုပေးချင်လဲကြိုက်တဲ့တောင်းကိုပေးအခုဒီတောင်းလေးကိုပေးလိုက်မယ်ပြီးနောက်တစ်ချက် second point in model space ကိုတောင်းနေဆိုတော့ဒီက point ပေးလိုက်အဲ့မှာ2 line ဖြစ်နေဆိုကြိုက်တဲ့ symbol ကိုပြင်ပြီးပြီးရင်သူကဘာတောင်းလဲဆိုတော့ first alignment point in paper space ဆိုတော့ paper ရဲ့ first corner နဲ့ second corner ကိုပေးမယ်ဒီတော့တစ်ထည့်လေးကြပါအဲ့ဒီမှာကိုကလေ mouse ကိုအဲ့လိုအချုံအချိန်မလုပ်ခင်မှာ lock လေးတစ်ချက်ခတ်ပြီးတော့မှကစားကြည့်လိုက်ရင် number 3 complete အခုကတော့ model space တွေမှာရောက်နေဆိုတော့ paper space တွေမှာကိုအစောကကူလာတဲ့3ခုဝင်လာမဝင်လာဆိုတာလေးကို select မကြည့်ရအောင်အဆုံးစုပဲသေးစာအဲ့ဒီဝင်လာလဲဆို view board တို့ block ခုရဲ့နောက်တစ်ခုက multi text title တစ်ခုရဲ့ပေါ့နော်3ခုကရောက်လာပြီဆိုလို့ရှိရင် paper space ထဲမှာပဲ edit လေးလုပ်လို့ရသွားပြီပေါ့နော်ဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ် bye bye